အားလုံးပဲမင်္ဂလာပါရှင်အခုရောက်ရှိနေတာကတော့နီပေါနိုင်ငံမှာရှိတဲ့လုံဘိနီဥယျာဉ်တွေကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်ဒါကတော့မေတော်မာယာအုတ်ကျောင်းမှာဒီရဲ့အတွင်းထဲမှာမြတ်စွာဘုရားမွေးဖွားတဲ့နေရာလေးရှိပါတယ်ရှင်ဒါကတော့နတ်ပြမာတွေဖန်ဆင်းပေးတဲ့မေတော်မာယာရှေကံပဲဖြစ်ပါတယ်ရှင်မေတော်မာယာရှေကံနေရာပေါ့နော်ဒါကတော့လုံဘိနီဥယျာဉ်ထဲမှာပဲဖြစ်ပါတယ်ရှင်ဒါကဒီနေရာမှာဒါကမြတ်စွာဘုရားရဲ့မွေးဖွားတဲ့နေရာဖြစ်ပါတယ်ဆိုတာကိုအာသောကမင်းကြီးကကြောက်စာတိုင်ထူခဲ့တဲ့ကြောက်စာတိုင်ပဲဖြစ်ပါတယ်ရှင်။ဒါအခုချိန်မှာမနေ့အစောစောဆိုတော့နင်းနေရောကြာနေပါတယ်ရှင်။ဒါမြတ်စွာဘုရားမွေးဖွားတဲ့နေရာတန်ဝေဇနိယလေးဌာနထဲမှာတဌာနအပါဝင်ဖြစ်တဲ့ဖွားတဲ့နေရာပဲဖြစ်ပါတယ်ရှင်။ဒါအခုချိန်မှာနှင်းနေကြနေရဖြစ်ပါလေရှင်ဒါကတော့မေတော်မာယာအုတ်ကျောင်းပေါ့နော်အတွင်းထဲမှာတော့ဓာတ်ပုံဗီဒီယိုကင်မရာလုံးဝရိုက်ခွင့်မရှိပါဘူးရှင်ဒါကြောင့်မလို့အပြင်ကနေပြပေးခြင်းဖြစ်ပါတယ်ဒါကတော့ကြောက်စာတိုင်းပဲဖြစ်ပါတယ်ရှင်ကျေးဇူးများတင်ပါတယ်